ပြောအားလုံးကတော့ဒီနေ့မှာတော့မနေ့ကမှတစ်စစ်သက်ချက်ရှိလာတဲ့ Matic skin လေးနဲ့ဆောက်ပြပေးမယ့် game လေးတင်ပြပါရဖြစ်ပါတယ်ဒီ Matic skin လေးကကြော e-light ကိုမှ diamond 60 skin လေးဆိုရမယ် event ကုန်သွားလို့ရှိရင်ဒီ skin ရလည်း limited skin လေးဖြစ်သွားမှာပေါ့နော်အကြော event မကုန်ခင်ဝယ်ထားဖို့အကြံပြုချင်ပါတယ်ဒီ season မှာတော့ Matic က share ပတ်ပေးထားပါတယ်Matic area မှာ Sky မစရာတာအဖက်ပါထည့်ပေးကြတော့ကကြော alligator damage တော်တော်များနေပါတယ်နောက်ပြီးတော့ binary မှာလည်း Matic ကမပေါ်ဒုမတိခိုးချက်နေရပါတော့ Matic အလုံးချမ်းနေရလဲဆိုတော့သူရဲ့ skate ကြောင့်ပဲဖြစ်ပါတယ်သူရဲ့ skate ကကြော immune နှစ်ခါပါပါတယ်ဒါပေမဲ့လည်းဗတက်မှာရေးကြုံမှာ skate နှစ်ခွက်ကိုသုံးဖို့အကြံပြုချင်ပါတယ်အလုံးဆို skate တစ်ခါသုံးပြီးတော့နောက်ထပ် skate ထပ်မတော်ရင်3စက္ကန့်လောက်ပဲကြာပါတယ်အကျော် Matic က skate ကိုမြင်မြန်စပန်းလို့ရပြီးတော့ damage တွေအများကြီးပေးလို့ရပါဘောနော် Matic ရဲ့ combo ကတော့ skill 1နဲ့ enemy စုပဲနောက်ပြီး skate 2နဲ့ damage ပေးပြီးတော့တွေးချက်လေးဆိုရင်ဘန်းဆိုရှာလိုက်ရင်တက်ကောင်ပြောက်ပေါ့နော်ဒါမဲ့လည်းကိုဖီကတော့တာဝါထဲမှာချောသွားပါတယ်ဘရိုရလည်းကိုရီယိုတင်ငန်းစာရေးပြီးတော့တွေးချက်လေးဆိုပြီးတာဝါထဲလိုက်မတက်ဖို့အကြံပြုချင်ပါတယ်ကိုရီတယောက်တည်းတော့မဟုတ်ပေါ့နော်ဖင်ကောင်းတတာအနေဘက်ကလင်းလဲပါပါတယ်ကိုရီဘက်ကတွေးချက်လေးကိုဆိုပြီးတော့သူသွေးနည်းနည်းလေးနဲ့မပြတ်မနဲ့တာဝါထဲထိလိုက်တက်ဖို့လုပ်တာကိုရီတက်လိုက်ပါတယ်သူဖင်ကောင်းစတာရဲ့ရလက်ကသူ့ရဲ့ blue ဘက်ကောသူ့ရဲ့အသက်ပါထပ်ပြီးပေးလိုက်ရတာပဲဖြစ်ပါတယ်Matic ကကြောနကိုရီးယား Sky ပြကြဖက်နဲ့ကျန်းနေပါတယ်လို့အာလီဂိမ်းဖမိတာပါကြောမင်းနီယာတွေပါထားပြီးတော့ပြပါပါတယ်ကိုရီမှာတော့မကောင်းတဲ့ကျင်လေးတစ်ခုရှိပါတယ်ကိုရီနဲ့တာရဲဆိုရတဲ့ဘက်ကိုဖင်ကောင်းစတားပြီးတော့9ယောက်တယောက်သွားရှာပဲဖြစ်ပါတယ်အားရတော့မဖြစ်သေးဘူးပေါ့နော်ဒါပေမဲ့တခုထင်းမရပါဘူး9ယောက်တယောက်သွားရှာပြီးတော့ချောပါပါတယ်ဒါပေမဲ့ cycle တော့ပြင်ရပါပေါ့နော်ခုနကကိုရီမင်းနီယာရောက်ပါကြောကိုရီတယောက်လည်းကောင်းလို့မဟုတ်ပေါ့နော်အမှကင်မလာရဲ့ AD ပေါင်းပြီးတော့ကိုရီရဲ့တမီကနှစ်ဆဖြစ်သွားပြီးတော့ Sky ပြစားနဲ့ဆိုတော့အကုန်ချောပါပဲဖြစ်ပါတယ်ကိုရီဘယ်တော့မှနောက်ကနိုင်နေဆိုပြီးတော့ဖင်ကောင်းမစတာတော့ပါဘူးဒါပေမဲ့ဆရာကြီးပဲလေးတယ်ဗလားကိုရေးစီလေးပဲဒါနေမကဆရဝနာနိုင်ပါပါတယ်